ခုတင်ပြပေးမှာတော့ကျွန်တော်ဒီကထိုင်းစကားပြောပေါ့နော်ထိုင်းစကားပြောအပိုင်း1ပေါ့နော်ထိုင်းစကားပြော1ဒီမှာဆိုလို့ရှိရင်ဒါအသုံးလိုတဲ့ဟာလေးပေါ့နော်နေ့စဉ်ဒီကပြောနေကြဖြစ်တဲ့စကားလေးတွေဖြစ်ပါတယ်ဒီမှာဆိုရင်ခမားဘာလို့လုပ်လဲခုံးဆိုလို့ရှိရင်တင်မင်းခမားပေါ့နော်ခမားဘာလို့လုပ်လဲမင်းဘာလို့လုပ်လဲတင်ဘာလို့လုပ်လဲတူတူပါပဲခမားဘာလို့လုပ်လဲကြလို့အကိုဘာလို့လုပ်လဲဆိုရင်ခုံးနေရာမှာဖေးထည့်လိုက်ရုံပဲနော်အကိုအဲ့လိုပေါ့အကူအမပေါ့နော်ဖီဆိုတာခမားဘာလို့လဲဒီမှာတော့အစာတိုင်းပြောထားပါတော့ခမားဘာလို့လဲကိုကနာမည်တက်ပြောခြင်းကိုကယဉ်နေတဲ့လူဆိုရင်လည်းနာမည်တက်ပြောမယ်ဆိုရင်ခိုးနေရမှာနာမည်သူ့ရဲ့နာမည်ပေါ့နော်ဒီမှာဆိုရင်คุณทำงานอะไรคุณทำงานอะไรခမားဘာလို့လဲခေါ်ဥနော်คุณทออามทำงออานองานออะรอไอไรคุณทำงานอะไรရာတန်နေရာမှာလာတန်သူတို့ကဒီရာတန်နေရာတိုင်းကိုသူတို့ထိုင်းလူမျိုးတွေကလာတန်နေပဲပြောကြပါဘောနော်အဲ့တော့အရိုင်းနေရာမှာအလိုင်းပေါ့နော်အလိုင်းလို့လည်းပြောလို့ရတယ်လို့အရိုင်းလို့လည်းပြောလို့ရတယ်နေ့စဉ်သူကစကားပြောမှကြတော့ရာတန်ကိုသူတို့လာတန်ပဲသူပြောတယ်ဆိုတော့အလိုင်းပေါ့နော်ခွန်ทำงานอะไรအများကဘာလုပ်လဲဒီမှာဆိုလို့ရှိရင်ဒီမှာဆိုရင်ဖုံပင်ခမားဘာလို့လဲဒီမှာဆိုရင်ဖုံပင်ခရူဆိုတာကျောင်းဆရာကျောင်းဆရာကိုလည်းခရူသုံးတယ်ပြင်ဆရာကိုလည်းခရူသုံးတယ်ဘာဆရာလဲဥမာကွန်ပျူတာဆရာလားဘာသာစကားဆရာလားအဲ့လိုဆရာတွေမှာလည်းခရူကိုထည့်သုံးတာပေါ့နော်အဲ့တော့ဖုံပင်ခရူရာတန်တကယ်ပြောမှကြတော့ရာတန်ကိုမထည့်ဘူးပေါ့နော်ခူဖုံပင်ခူအဲ့လိုပြောတယ်ကျွန်တော်ကကျောင်းဆရာပါဒီမှာဆိုလို့ရှိရင်ဒီကလုံးမဒီကကျောင်းဆရာမဟုတ်ဘဲနဲ့ဆိုရင်ကိုကဘာဆရာဒီမှာထည့်ပြောရမှာပေါ့နော်ခရူရဲ့ဒီကခရူမှာဘာခရူလဲအဲ့လိုမျိုးဘာသာစကားတင်တာလားဘာလဲအဲ့လိုမျိုးရှိရနော်ဒီကခရူဆိုရင်ကျောင်းဆရာလည်းရတယ်လို့ဆရာလည်းရတယ်ပြီးရင်ခမားကရောဘာအလုပ်လဲခမားကရောဆိုလို့ရှိရင်လက်ခွန်လာခမားကရောทำงานอะไรလက်ခွန်လာทำงานอะไรแล้วคนละทำงานอะไรခမားကရောဘာလုပ်လဲလောเอโอแล้วไม่ถูกแล้วขออูนอคนလောอาละมาเอล่าทออามทำงออานองานออะรอไอไรแล้วคนละทำงานอะไรခမားကရောဘာလုပ်လဲကျွန်တော်ကဆရာဝန်မှာผมเป็นหมอကျွန်တော်ကဆရာဝန်မှာพอมอผมปอเอนอเป็นพอมอหมอผมเป็นหมอကျွန်တော်ကဆရာဝန်မှာဒီမှာဆိုလို့ရှိရင်ခုနဆရာဆိုလို့ရှိရင်လည်းဥမာပေါ့ကိုကကျောင်းဆရာမဟုတ်ဘဲနဲ့ဖုံပင်ခရူးဆိုရင်ကျွန်တော်ကဆရာပါဆိုရင် तू ကသူကထပ်မေးမှာပေါ့နော်ခွန်ပင်ခရူးဆွန်အရိုင်းခမားကဗာတင်ပေးတဲ့ဆရာလေခမားပါဆရာလေပေါ့နော်ဗာတင်တဲ့ဆရာလေအဲ့လိုမျိုးအတိတ်ပဲရတယ်คุณเป็นครูสอนอะไรพออูนอคุณปอเอนอเป็นคอรออูครูซออนอสอนออะรอไอไรครูเป็นคนเป็นครูสอนอะไรခမားကပါတင်ပေးတဲ့ဆရာလေမှာဆိုရင်ကျွန်တော်ကထိုင်းဘာသာစကားတင်ပေးတဲ့ဆရာဖြစ်ပါတယ်ဆိုရင်เป็นครูสอนภาษาไทยเป็นครูสอนภาษาไทยကျွန်တော်ကထိုင်းဘာသာစကားတင်ပေးတဲ့ဆရာဖြစ်ပါတယ်အမှတကယ်လို့တခြားဘယ်ကိုပြောချင်တဲ့ဘာသာတွေကြတော့ဒီကภาษาထိုင်းနေရာမှာภาษาရဲ့အနောက်မှာအမှာအင်္ဂလိပ်စာဆိုလဲภาษาအင်္ဂလိပ်ပေါ့နော်အဲ့လိုမျိုးပြီးရင်ကျဘောကကိုရီးယားစာဆိုရင်လည်းภาษาเกาหลีအဲ့လိုထည့်ရမှာပေါ့ปอเอนอเป็นคอรออูครูซออนอสอนพออาพาซออาสาทออายอไทยเป็นครูสอนภาษาไทยကျွန်တော်ထိုင်းဘာသာစကားသင်ပေးတဲ့ဆရာဖြစ်ပါတယ်နောက်တဲ့ဒီစကားပြောလေးတွေကိုကျွန်တော်နောက်တဲ့အပိုင်းပိုင်းလေးနဲ့တင်ပြသွားမှာဖြစ်ပါနော်